ချီရတဲ့ဖိသက်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့တင်ဆက်သူဝတ်တော်ပါ။ဝတ်တော်တို့ရဲ့ချစ်တော် channel လေးကိုအစင်နှားဆင်အားပေးနေကြတဲ့ချီရတဲ့ဖိသက်ကြီးတွေဝတ်တော်ဒီနေ့တင်ဆက်ပေးခြင်းနဲ့အပြာရတစာပေဇလန်လေးကတော့ခဲမနဲ့ခဲဦးဆိုတဲ့အပြာဇလန်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဇလန်လေးမစတဲ့ကမှာဝတ်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့နဲ့ဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့ဦးနော်။ဒါဆိုဝတ်တော်ဇလန်လေးကိုစလိုက်ပါမယ်။ကျွန်တော်ကြော်ထက်ပါဘဝမှာစင်ရင်စရာလုပ်တယ်မလုပ်တဲ့နာတွေလုပ်မိတဲ့အတွက်လောင်နာတွေတတိကြီးရပြီမဲ့အခုတော့ပြင်မရတဲ့ကိစ္စတွေနဲ့နှပန်းလုံးနေရဆဲပါကျွန်တော်ရင်ကဦးစီးဌာနတစ်ခုရဲ့ဦးစီးရာရှိဖြစ်ခဲ့ပါတယ်ကျွန်တော်ဝဲရတော့ဌာနလုပ်ဝင်နေဒူဦးစီးရာတို့ရတော့ကျွန်တော်အိမ်နောက်ပြုတ်ချင်နေပြီကျွန်တော်ယူမဲ့မိမကတိတ်ချောကြီးတော့မဟုတ်ဘူးပေါ့သူတို့မှညီကောင်မောင်နှမ6ယောက်ရှိတယ်သူကလည်းလို့အားလုံးကြောင်းတက်နေကြတာပေါ့သူ့ကညီမက10တန်းအောင်တော့တက်က20လောက်ရှိပြီမဲ့ကျန်းတဲ့မောင်နှညီမတွေကငယ်သေးတယ်မောင်ဆို10တန်းလောက်ပဲရှိသေးတယ်။ကျန်တဲ့ကလေးတွေကနှစ်ကြီးနှစ်ငယ်တွေကျွန်တော်တို့ဌာနကအစကတော့ဘာမှမဟုတ်ပေမဲ့ညံ့ကျုပ်အစ်ရောက်လာတော့သူကအရင်လိုမဟုတ်ပဲတကယ်လည်းလှုပ်တယ်။ကျွန်တော်ကလည်းတာဝန်တစ်ခုပေးတယ်။အဓိကလောက်ကကျူးတွေဖယ်ပြီးမြေသိမ်းတာပေါ့။ဗတရားတော့မဟုတ်ပေမဲ့20တကွက်ကို10သိန်းပေးပြီးတော့ပေါ့။အဲ့ဒီတော့ကဒိုင်နာတစ်စီးမှာ6သိန်းလူတွေကဖယ်ပြီးတဲ့လူတွေများတယ်။တချို့ကတော့မဖယ်ပေးဘူး။ဒီတော့ကျွန်တော်ကလည်းအကွက်တွေပိုးရအောင်လုပ်တာပေါ့။ဒါမှကျွန်တော်လည်းတစ်ကွက်10သိန်းထွက်လာမှလေ။ရတဲ့ငွေနဲ့တိုက်ခန်းဝယ်လိုက်ပြီးမိမယူလိုက်တယ်။တိုက်ခန်းကဟောကန်အိမ်သားရေချိုးကန်တစ်ခန်းပဲပါတယ်။နှစ်ယောက်တည်းဆိုတော့ကဘာမှကာယံမလို့တော့ဘူးပေါ့။ချစ်သူဘွားမှာအချစ်ကုန်ခဲ့ပြီးတော့တင်မြဘွားမှာအဆက်ကုန်ဝယ်လို့တော့တယ်။အော်မိတို့ကျွန်တော်မိမနာမည်ကအေးတင်ခဲမနာမည်ကအေးနေတင်းတင်းနဲ့နင်းပေါ့။အဆက်ကုန်ဆိုတော့ကျွန်တော်တို့လည်းမရခဲခဲ့တာပြောပြမယ်။မင်္ဂလာဦးညမှာတင်းတင်းနဲ့ကျွန်တော်ဒါတွေကကလေးတွေအိပ်ပြီးမဲ့ခင်မကမအိပ်သေးဘူး။သူတမ်းမကြရတော့အိပ်ပြီးဆိုပြီးနေမဆိုတော့လင်းမယားခန့်တွေတင်းတင်းနဲ့နှင်းတို့အိတ်တဲ့ခန့်ကိုယူလိုက်ရတယ်။ဝါထရံကလေးတွေနဲ့ပေါ့မိဘတွေကလေးတွေကအောက်ထပ်မှာအိတ်ကြပြီးကျွန်တော်တို့ကအပေါ်ထပ်ခိုးလေးမှာနေနေကတော့ကျွန်တော်တို့အခန်းဘေးကအပြင်မှာချင်းတောင်ထောင်ပြီးအိတ်နေတယ်။သူကတော့အိတ်ရပြောင်းလို့မအိတ်နိုင်သေးဘူး။ကလေးတွေတန်တိတ်သားမှကျွန်တော်လည်းတင်းတင်းကိုနမ်းပြီးမိမောင်နေပေမဲ့ပုံမှန်ဆိုတော့ခေါင်းရင်းကပရင်းပေါက်တကားဖွင့်ထားတော့လာရောက်လေးကခန်းထဲဝင်နေတယ်။ကျွန်တော်ကမိမရပြီးမစီးသိမ်ပြေဝခံစားခြင်းနဲ့ဒါကြောင့်လဲကျွန်တော်နဲ့တင်းတင်းတို့10မိနစ်လောက်မရတာခံစားပြီးရဲ့နောက်မှာတော့ဒီဘက်ကအိမ်နေလိုက်ကြတော့တယ်။နောက်တည့်ရမိုးလင်းတော့တင်းတင်းတို့ဖြစ်ဖြစ်မိမိကိုကတော့ပြီးရန်ကုန်ကိုလာလိုက်ကြတယ်။ချစ်စကင်စားချင်တာသာဆိုတော့လွတ်လွတ်လပ်လပ်နေချင်ကြတယ်လေ။ကျွန်တော်လည်းလောက်ကငွေရနေတော့ပြပြရွှေရွှေမှာပဲ။တလနောက်တော့တင်းတင်းဖေကားတိုက်ခင်ရပြီးဒူကောင်းရိုးချိုးတယ်။ကျင်းတဲ့နေရာချိုးပေမဲ့တောက်ပက်တီးစီးလိုက်ပြီးကောင်းသားပေမဲ့ဒူကောင်းရိုးချိုးတာကြတော့မကောင်းတော့ပဲကျောင်းတော်ကြီးနဲ့နေနေရတာဘာမှမလုပ်နိုင်တော့ဘူး။ကလေးတွေကလူလားမမြောက်သေးတော့အားလုံးကျွန်တော်တာဝန်ဖြစ်လာတယ်။ဝေးရတဲ့ကာလမို့လို့တင်းတင်းတို့မိသားစုကိုထောက်ပံ့ထားနိုင်တယ်လေတင်းတင်းကသူ့အဖေသူ့မိသားစုကိုထောက်ပံ့ထားတဲ့ကျွန်တော်ကိုရွှေပေါ်မြတယ်လို့ဆိုသလိုပါပဲကျွန်တော်ဘလို့လို့ခွင့်ပြုတာပဲကျွန်တော်လည်းတင်းတင်းလည်းကိုဝင်ရလာတယ်နောက်တော့ကိုဝင်ရှင်းလာတော့ကျွန်တော်လည်းရဲတော့ဘူးတင်းတင်းကဈေးဝယ်ပါပဲတော့လမ်းလျှောက်နိုင်သေးတယ်ကျွန်တော်က8နာရီလောက်ရုံးသွားရလို့သူနဲ့မလိုက်ဖြစ်ဘူးတင်းတင်းကမနဲ့စောစောထမင်းကျော်ပဲပြုတ်ဝဲပြီးကော်ဖီဖြုတ်ပြီးဈေးသွားလေရှိတာပေါ့6လလောက်ကြာတော့တင်းတင်းကိုစောက်ရှောက်ရအောင်နင်းကိုကျွန်တော်တို့စီလွှတ်လိုက်တယ်ကျွန်တော်လည်းနေ့ရောက်တော့တင်းတင်းပြောတာနဲ့ခန်းနေကြရတာပေါ့။နှစ်ယောက်ရဲ့ကလေးနှလုံးနဲ့ထပ်ဝဲရတယ်။နေ့ကသူ့အမအိမ်မှာနေရပြီးတိုက်ခန်းဆိုပြီးလုံခြုံတော့ကြောက်လွတ်လွတ်လပ်နေတယ်။သူ့အမဈေးသွားတဲ့အချိန်ဆိုသူကထမင်းကျော်ကော်ဖီဖြောပြီးကျွန်တော်ကိုလည်းကြွေးသူလည်းစားပေါ့။သူ့ခန်းဘက်ကပရင်းပေါက်မရှိတော့ပူတယ်လေ။အဝတ်ပါးလေးဝတ်ပြီးပေါ့။မျက်နှာသေးသွားလိုက်ပြီးထမင်းကျော်တာ။ကြာတော့ကျွန်တော်လည်းပိုးပြီးရင်းနှီးလာသလိုကျွန်တော်လည်းတရေတမ်းများကြာနေပြီရဲ့။ကျွန်တော်ဖတ်ဖူးတဲ့စားထဲမှာတော့မြန်မာနိုင်ငံမှာတနေ့တည်းများစနေကိုပြတ်ထားတာတာလုံးမင်းတရားကြီးပဲဗျာကျွန်တော်လည်းချင်းကတယောက်တည်းမလုံလောက်တော့ဘူးအချင်းများများလိုချင်လာတယ်ဒီတော့ခဲမချောချောလှလှကိုလိုချင်လာတယ်ကျွန်တော်လည်းနင်းပြနေတဲ့ယူထားလေးဆိုလို့တင်းတင်းကိုဝင်ရှင်းလာလေးမပေါ်ယူလေးပေါ့နောက်တနေ့မနေ့စောကြီးနှင်းနှင်းဝမ်းသွားတယ်သုံးလေးချိန်သွားတော့ဆေးတော့ပြီးအိတ်နေတယ်နင်းနေတကားပိတ်ဖို့မေ့သွားတာပေါ့သူ့မမတင်းတင်းဈေးသွားတယ်လေကျွန်တော်လည်းအိယာကထားပြီးထမင်းချော်ချော်ပေးမဲ့သူမရှိတော့နှင်းနှင်းခန်းကိုကြည့်တဲ့အခါတကားစီထုံးကတွေ့တော့ကျွန်တော်ဝင်သွားလိုက်တယ်ဒီဘက်ကကျွန်တော်ကြားချောင်းချောင်းနေတာလေပင်ပန်းလူလားမသိဘူးပက်လက်ကလေးခြေပြက်လက်ပြအိပ်ပြောနေရဲ့လုံကြီးကမချွတ်ပေမဲ့ပြေးလျှော့နေတာပေါ့ပြေးပြလို့လားမသိဘူးမနှုတ်ဘူးကျွန်တော်နေ့ကိုလုံးလေးကိုကြည့်လိုက်တော့တိတ်ကိုလှနေရဲ့ဝမ်းသာထားတော့တိတ်မလုံနိုင်ဘူးကျွန်တော်လည်းသိရဲ့နေ့ကကျွန်တော်ခါကို6ထောင်နဲ့ဖက်နဲ့တောင်ချိတ်ထားလိုက်သေးရဲ့ပါဇက်ကလည်းညင်းညွန်နေနေပေါ့မိနစ်20လောက်နေမှာတော့နေ့ရောကျွန်တော်သွားတယ်ပြီးတော့ရက်လိုက်တဲ့အခါမှာကိုကျော်ဆမဖကြီးသားရင်ဘယ်လိုလုပ်မလဲဖကြီးသားရင်နင့်ကိုငါယူမယ်ဘယ်လိုဖြစ်မှာလဲကိုကျော်ငါတာဝန်ထားစမ်းမှာညနေငါဆက်လာခဲ့မယ်ဆိုပြီးခန်းပြထွက်လိုက်တယ်
တတိယလိုတနခါတော့ယူပြီးတကားချက်ထိုးတဲ့ကွင်းကိုထုတ်ပြလိုက်တယ်နောက်နေ့အေးအေးဆေးဆေးဝင်လို့ရအောင်လေကျွန်တော်လည်းရေမိုးချုပ်ပြီးရုံးကိုလက်လာလိုက်တယ်နင်းကတော့အိယာကမထနိုင်တော့ဘူးဆိုပြီးကြံနေခဲ့တော့တယ်ညနေပြန်ရောက်တော့တင်းတင်းမရိပ်မိအောင်နင်းကိုဝယ်ပေးလိုက်တယ်နောက်တနေ့နဲ့တင်းတင်းစည်းသွားချိန်မှာတော့နင်းကထမင်းကျော်လေးထားကြောကျွန်တော်နင်းနောက်ကနေဖွဲ့ပြီးမှုံးဝေးပေးလိုက်တယ်နင်းကကိုကျော်ရဲ့ကျမတို့မသိတော့ပါဘူးဘာလို့မသိတော့ရမှာလဲနင်းကိုကျော်ကတစိမ့်မဟုတ်ဘူးလေမမယောက်ျားဆိုတော့အော်နင်းကလည်းခဲမနဲ့ခဲဦးဆိုတာဒီလိုပဲကိုကျော်ကနင်းကိုချက်နေတာလေမမသိသွားရင်မခက်ဘူးလားသိသွားတော့လေကိုကျော်နှစ်ယောက်ပေါင်းပါပေါ့ကိုကျော်ကလည်းမနှင်းကရပါမလားရအောင်ကြံပါပေါ့ကျမရှက်တယ်ကိုကျော်အမယောက်ျားနဲ့ဖြစ်တာအော်ဖြစ်ပြီးမှတော့ဘာလို့ရှက်နေရအောင်မလဲကျမနေပြန်တော့မယ်ကိုကျော်မင်းအမဘိုင်ကြီးနဲ့ဘလို့ထားခဲ့မှလဲနေစီလာစီဖြစ်နေပြီငါလှုပ်သွားတော့ဖိုက်တာနေဒုက္ခမလားကျမဘလို့လုံးရမှန်းတော့မသိတော့ဘူးဆိုရင်မီးဘော်ကထမင်းကျော်ကိုချလိုက်တယ်ကဲလာပါနှင်းရဲ့ဆိုပြီးနှင်းခန်းနဲ့ဆွဲခေါ်လိုက်တော့နှင်းလည်းမထူးဆက်ခင်းလာပါတော့လေအဲ့လိုနဲ့ကျွန်တော်လည်းနှင်းလည်းအခန်းထဲကိုဝင်ပြီး10မိနစ်လောက်ခံစားလိုက်ကြတယ်နောက်တော့ကျွန်တော်လည်းရေမိုးချိုးထမင်းကျော်စားပြီးရုံးသွားတယ်အလုပ်ခွင်မှရှိနေတာမို့သူမအားဘူးတနေ့ကို3ရောက်လောက်ပဲပတ်ဆက်ရှင်းထားတယ်အကွက်တချို့ကိုကျွန်တော်ပြန်ကျူးတယ်အကွက်တချို့ကိုတော့ရဝတာနဲ့ပေါင်းပြီးငွေထုတ်တယ်ဒါကြောင့်မို့လက်ဖျားငွေသိနေတာပေါ့တင်းမွေးကနေဖြစ်လာတဲ့အခါမှာတော့ဈေးမသွားနိုင်တော့ပဲနှင်းကိုသာတောက်ခိုင်းတော့တာကြောင့်ကျွန်တော်လည်းငတ်လာတယ်ပထမတော့တင်းမသိပေမဲ့နောက်တော့ရိတ်မိလာတယ်လက်ပုလက်ချက်မိအောင်ဖမ်းဖို့ဆုံးဖြတ်လိုက်တယ်တနေ့သူအိတ်ချင်အောင်ဆောင်နေရကိုမသိပဲကျွန်တော်နဲ့နှင်းစေးရေးလေနဲ့ရတာခံစားနေကြတော့ကျွန်တော်ကဝင်လာတာမသိလိုက်ဘူးကျွန်တော်ကခိုးရှူးကိုပတ်ထားပါပဲတကားချက်ပေါက်ကိုပိတ်မရအောင်ထုခဲ့တာကိုချောင်းလုံးမီးလင်းလာတော့ကျွန်တော်ရက်ပြီးကြည့်လိုက်တော့တင်းဟာဟေးမမကျွန်တော်ကစိတ်မပူပါဘူးကျွန်တော်မှနိုင်ခွဲရှိရဲ့ကိုယ်တိုင်လှုပ်လို့ပြီးငွေမရှာနိုင်တဲ့မိမတွေပဲလေကိုကျော်ရှင်းအချမ်းပတ်ဆက်လာကြည်လားတင်းကတော့ငိုနေရှာတယ်ငါဘာချမ်းပတ်ဆက်လို့လဲရှင်လက်ပုလက်ချံမိနေတာတော့မုံလာဦးလာလို့ချင်သေးတယ်နင်းကြီးကလည်းမိုက်လိုက်တာအေးမမကျမတက်လိုက်ပါမမကျမမှားပါတယ်မဟုတ်ဘူးကြီးကအငယ်ကိုကျော်မှာပြစ်ရှိတာမမရဲ့ကျမမှာသာပြစ်ရှိပါတယ်ကြီးကအိမ်အောင်ကြောင့်ပြီးသားသူတွေရဲ့ဆက်ဆောင်မှုပဲခံနိုင်ပါမလဲကိုကျော်ကျမရှင့်ကိုမပေါင်းနိုင်ဘူးမပေါင်းနိုင်တဲ့နေလေနေလို့ထွက်သွားနေလို့တပီသားလုံးငတ်လိမ့်မယ်ဟုတ်ပါတယ်မမရဲ့မောင်လေးတွေညီမလေးတွေကိုကြည့်ပါအောင်ဆိုတော့တင်းကခြာကနေထွက်သွားပြီးသူ့ခန်းထဲဝင်ငိုနေတော့တယ်ကျွန်တော်လည်းနင်းခဏနေအောင်ဆိုပြီးတင်းခန်းထဲလိုက်သွားတယ်နင်းလည်းငိုကြံခဲ့တယ်တင်းခန်းထဲရောက်တော့တင်းကိုဖတ်လိုက်ပြီးတင်းကိုမငိုပါနဲ့တင်းကိုလိုသားသမီးလေးဘိုက်ထဲမှာစိတ်ညစ်နေရလိမ့်မယ်သွားရှေ့ကျမနားမလားနဲ့တင်းနေစီလာစီကြီးကွာမငိုပါနဲ့တော့ကြကောင်းခိုက်ဆွဲသွားပါမယ်ဆွဲရှေ့ကျမပေါ်တစ္ဆာဖောက်ရတယ်တစ္ဆာဖောက်တာမဟုတ်ရပါဘူးကိုတကယ်မနေနိုင်လို့ပါရှင်မနေနိုင်တဲ့ကဘာရေးလဲကျမညီမဘွားပြက်ပြီးငါမင်းတို့တမိသားစုတို့ကိုစောက်ရှောက်ပါမယ်ရှင်မစောက်ရှောက်လို့လည်းမရဘူးကျမတို့တမိသားစုလုံးလောက်ခရောက်ကုန်ပါပေါ့ဖေကဒုက္ခိတာကလေးတွေကရဲမြောက်သေးဘူးအေးပါငါတာဝန်ထားကြမှာမင်းရောနေရောငါစောက်ရှောက်ပြီးမင်းတို့မိဘနဲ့မောင်တော်တွေကိုငါမိသားစုတို့စောက်ရှောက်ပါမယ်ရှင်းတကယ်လားဟောအရင်ကတည်းကထောက်ပံ့နေတာပဲအခုလဲဘာထုံးမှလဲအခုလဲထောက်ပံ့နေတာပဲလीနောက်မင်းမိမအိမ်ကိုတိုက်တိဖြစ်အောင်ငါပြန်ဆောက်ပေးပါမယ်တင်းလေးကျင်တတ်သွားတယ်နောက်မှကလေးမိဖြစ်သွားမှကျမကိုပြစ်မသွားနဲ့အေးပါကွာမငိုနဲ့တော့အိတ်တော့နော်ရှင်ကဘယ်သွားမလို့လဲဟိုဘက်မင်းညီမငိုနေတဲ့ခဏချော်ပြီးပြန်လာခဲ့မယ်ကျမကညီမလေးကိုမျက်နှာပူတယ်နင်းအဲ့လိုဖြစ်နေမှာတော်ကြစိတ်ညစ်ပြီးမတော်တရားလုပ်သွားမှဆိုလို့ကျမမျက်နှာပူတယ်ရှင်မသာသွားပြီးပြောကျွန်တော်လဲဘိုးတိုက်ချွန်ထုံနှလုံးမူပြီးနင်းခန့်ကူးလိုက်တယ်ကျွန်တော်လဲတင်းနဲ့ပြေးလဲသွားပြီဆိုတော့နင်းခန့်ဘက်ကိုကူးရပြန်တယ်နင်းကကျွန်တော်နဲ့တင်းပြောနေတာကိုကြားပြီးနေပါပြီကိုချော်မမနဲ့ဆင်ပြေသွားပြီလားပြေးသွားပြီလေအခုတော့နင်းနဲ့လည်းတရားဝင်နေလို့ရသွားပြီနင်းတို့အိမ်ကိုလည်းပြန်ဆောက်ပေးမှာဝမ်းသာပါတယ်ကိုကျော်ဖေတို့လည်းအေးအေးချမ်းချမ်းနေလို့ရပြီပေါ့ကဲပါဒါဆိုပြန်ပြီးဆက်ရအောင်ကိုကျော်ဒီတော့နားလိုက်မမနာသွားနေလိုက်သူဝမ်းနဲ့နေမယ်ကျွန်တော်လည်းတင်းစီပြန်သွားပြီးအိပ်ရတာကြောင့်တင်းလည်းဝမ်းသာနေရဲ့နောက်ရက်ဒီမှာတင်းနဲ့နင်းတို့တယောက်နဲ့တယောက်မျက်နှာချင်းမဆိုင်ကြဘူးနင်းကသူချက်ပြုတ်စရာရှိချက်ပြုတ်ပြီးသူ့ခန်းထဲမှာဝင်နေတာပေါ့တင်းလည်းစားစရာရှိတာသွားစားပြီးသူလည်းသူ့ခန်းဝင်နေကျွန်တော်ကတော့ညကြတော့အခန်းကူးရတာပေါ့တင်းကအိတ်ချင်အောင်စောင်းနေတာပေါ့ဒီလိုနဲ့ကျွန်တော်လှုပ်သွားနေတော့တင်းပိုက်နာလာတယ်တင်းကနင်းကိုမခေါ်လို့မရတော့ခေါ်ရတော့တယ်သူရင်းချလေးဆိုတော့လေနင်းပြလိပြရဖြစ်ပြီးကျွန်တော်ကိုဖုန်းခေါ်ပြီးကြိုးချောင်းပြောကစိတ်ဝင်သွားကြရတယ်ကျွန်တော်လည်းလောက်ကဖြတ်မရတော့ညနေမှရောက်လာတယ်တင်းကမမွေးနိုင်တော့ရေးပေါ်ခွဲပေးရတာပေါ့စိတ်ုံဆောင်အောင်လည်းနင်းပဲစောင့်ရတာပေါ့တေးချေကစားအားလုံးလုပ်ပေးရတယ်ကလေးတွေလည်းနင်းကပဲလုပ်ပေးရရှာတယ်တင်းကဘိုက်ခွဲထားတော့တိတ်မလုပ်နိုင်ဘူးစိတ်ုံမှာချိုးရိုးဖြစ်ပြီးအထိနေပြီးတော့စိတ်ုံကဆင်လာရတယ်
တင်းတင်းဖိုက်ခွဲနေရကအနာမကျက်တော့အိမ်မှာလဲလောင်းနေရတယ်။နင်းနင်းကလည်းသူ့တူလေးကိုချစ်မှချစ်ညတိုင်းကလေးတန်ကြရင်လာလှုပ်ပေးနေရတယ်။ကျွန်တော်လည်းတင်းတင်းအနာအိမ်မရပါပဲ။ဂရေချက်လို့အိမ်ရအဆင်မပြေသလိုတခါလီနင်းနင်းအိပ်ပျော်နေကလေးဟိုတန်တိတ်မကြရတော့တင်းတင်းကိုပြောပြီးအခန်းထဲကကာထားတဲ့အထက်သားနိုင်ရကိုဖြတ်လိုက်ရတယ်။ပြီးတော့နင်းနင်းကလေးကိုပို့ပြီးနင်းနင်းကိုကျွန်တော်ပြီးအိတ်ခိုင်းလိုက်ရတာပေါ့ဗျာ။ကျွန်တော်ကြံကတော့ကွက်တီပဲ။နောက်လေးတင်မှာတော့တင်းတင်းအနာလဲကျက်လာပြီးလမ်းလျှောက်လာနိုင်တယ်။ကျွန်တော်လုံမှာ10သိန်းရက်ွက်ပြီးစီးပြီးတခြားမြို့နယ်ပဲရွှေ့ရပြီးယာရုနဲ့တိုးလာပြီးဦးစီးရရှိဖြစ်လာတယ်။တင်းတင်းတို့အိမ်ကိုလည်းပြန်လဲဆောက်ရစီမံရတယ်။တင်းတင်းမှာညီမဖြစ်သူတဲ့လက်ဝဲတဲ့စပြဆင်းပေးဖို့ပူတာတာကြောင့်ကျွန်တော်လည်းဝယ်ပေးရတယ်။အိတ်ဆိုင်ရတဲ့10သိန်းရက်ွက်မှာမြေချို့ကိုပါရောင်းထုတ်လိုက်ပြီးတချို့ကိုချန်ထားပြီးခုလိုလုပ်ရတော့ရက်ွက်မှာလောက်ပန်ခွင့်ပိုရလာတယ်။ဒါကြောင့်မရ2ယောက်ပြင်သူတို့မိဘများကိုပါကောင်းစွာထားနိုင်တယ်လေ။တင်းတင်းကကလေးမွေးပြီး45ရက်ကြာလာတော့ကျွန်တော်ကိုပိုးချွဲလာတယ်။ကျွန်တော်လည်းသိနေတယ်လေ။ဒါကြောင့်နှင်းနှင်းကိုအိတ်ရှိကန်းဗီဒီယိုကြည့်ခိုင်းထားပြီးမိနစ်30လောက်နေမှဝင်လာဖို့ပြောလိုက်ရတယ်။နှင်းနှင်းကစီးရုံရတာပိုလွယ်တယ်။သူကငယ်သေးတာကိုခဲမနဲ့ခဲကိုဇလန်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီ။နောက်ရက်ဒီမှာလည်းကောင်းမွန်ဆုံးဇလန်လေးနဲ့ပြန်လည်တိဆက်ပေးအောင်ပါမို့ပြီးတကြီးကစောင့်မျှော်နာဆင်ပေးကြပါအောင်နော်။